အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေကြီးကို AI ခေတ်မှာပေါ့ AI နဲ့ game theory အကြောင်းလေးကိုကျွန်တော်နည်းနည်းပြောချင်ပါတယ်ခင်ဗျာ AI နဲ့ game theory ဆိုတာဘာလဲဆိုတော့ခေတ်နဲ့လိုက်ရောညှိထွေနေထိုင်ပြီးတော့ခေတ်ရဲ့ရည်စည်းကြောင်းမှာဘာတွေကတိုးတက်ပြောင်းလဲနေပြီလဲဘာတွေကအောင်မြင်နေပြီလဲဒါကိုကြည့်မယ်အဲ့တော့လူ့ဘဝမှာရှင်သန်နေရတဲ့အချိန်မှာရက်တည်နေရတဲ့အချိန်မှာအဲ့ဒီတစ်ခုလုံးကစားပွဲတစ်ခုလုံးမြင်လိုက်ပါနော်အဲ့တော့ဘာတွေကရေးကြလဲဆိုတော့ loss and win ဘဝမှာတော့အရှုံးနဲ့နိုင်ဆိုတာဒုံတွဲနေပါပဲခေါင်းပန်းနှံလို့ပေါ့90%ကတော့ရှုံးနိုင်ပြီးနိုင်နိုင်ရှိအဲ့အတွက်ကိုကြိုတင်ပြင်ဆင်ထားမယ်နိုင်မယ်ဆိုလဲဒီနိုင်အောင်ဆက်လက်ရှင်တန်အောင်ရှုံးမယ်ဆိုလဲဒါကိုပြန်ပြီးကာမိရအောင် equilibrium state ဆိုတာမျှခြေစနစ်ပေါ့အားလုံးကိုမျှခြေပုံစံနဲ့ပဲသွားရမယ်တိုးတာပို့တာမရှိရအောင်ပေါ့နော် strategy ဆိုတာကိုယ်မှာဘယ်လိုသွားမယ်ဆိုတော့ view ဟာမဟာ view ကတော့ချမှတ်ထားပြီးသားရမယ်ရှေ့ဆက်သွားမယ်လုပ်ငန်းစဉ်တွေကိုပေါ့နော် last not the least ဆိုတာသူကရေကုန်ရေခမ်းကြိုးပမ်းတာကိုပြောတာပေါ့နော်ဒီကုန်းရေကန်ကျိုးပန်းဆိုတာမိမိမှာရှိတဲ့မြတ် strategy တွေကိုအကောင်းဆုံး strategy ချမှတ်ပြီးလက်တွေ့မှာလည်းအကောင်းဆုံးဖော်ဆောင်နိုင်အောင်ဒီကုန်းရေကန်ကျိုးပန်းနောက်ထပ်အဲ့ဒီလုံးမှာပဲကိုယ့်တဲ့ golden period ဆိုရက်ကျွေအောင်လေးရက်တွေပိုင်ဆိုင်မယ်အဲ့ဒီအချိန်မှာဖြစ်လာနိုင်တယ်ခက်ခဲကြမ်းတမ်းနေဒါတွေ deviation တွေရဲရိုက်စေတဲ့အရာတွေဒါတွေကိုလည်း maintain လုပ်အောင်ထိန်းသိမ်းရမယ် sustainable တဲ့အရေးကြီးဆုံးပဲရေရှည်မှာအမြဲတမ်းဒီလိုမျိုးအောင်မြင်မှုကိုအစဉ်ဆက်မပြတ်ထိန်းသိမ်းဖို့လိုတယ်long term situation ဆိုတာကိုမျက်စိမှာမြင်ထားဖို့ပြဒီစီဖြစ်ပေါ်လာတဲ့အခြေအနေအားလုံးပေါ့နော်စိုးကောင်းကျိုးချောင်းတွေအားလုံးကိုတွက်ဆချိန်ရွယ်ပြီးတော့ကြိုတင်မျှော်တွေးခြင်းတွေနဲ့ long term plan လုပ်ထားမယ်ကစားပွဲအနိုင်ရသူကကိုယ်နိုင်ပဲဖြစ်ရအဲ့တော့ကစားပွဲအနိုင်ရတယ်ဆိုရင်ဟာဘာလဲဆို strategy ပဲ strategy အရေးကြီးဆုံးပဲအဲ့တော့ strategy ကိုကင်ဆောင်ထားရလို့မဟာဗျူဟာကြက်ကြသွားတယ်ဥပမာဘယ်လိုသွားမယ်သူများကိုတုံးတက်လေးလာပြီးတော့ကိုယ့်ရဲ့လုပ်ငန်းမှာအကောင်းဆုံးဖြစ်ဖို့အတွက်နော်ဘယ်လိုပြောလမ်းကြောင်းတွေချမှတ်ထားပြီးသားလူတွေကအောင်မြင်တဲ့လူတွေပဲပြောချင်တဲ့တဘောက plan မရှိဘဲနဲ့ strategy မရှိဘဲနဲ့ plan ကတော့အနှိမ်ဆုံးပေါ့သူတို့တစ်စင်မြင်လိုက်လို့ရှိရင်တော့plan ပြီးလို့ရှိရင်ဒါကကျွန်တော်တို့က set ကျူးတွေပေါ့အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဘာ strategy တွေအဲ့ strategy မရှိဘဲနဲ့တော့ဘယ်လိုမှအောင်နိုင်လဲဆိုတာမရဘူးဒီနေ့ရုံးသွားတဲ့ခါကျလို့ရှိရင်အားလုံးမိမိရဲ့ကိုယ်ပိုင်လုပ်ငန်းမှာပဲဖြစ်ဖြစ်မိမိရဲ့သက်ဆိုင်ရာလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်အောင်မြင်တော့ကောင်းမွန်တော့လူငယ်တွေလူတွေဖြစ်ဖို့အတွက်ကို strategy အရင်ဆုံးချပါ strategy ပြီးရင် sustainable ကိုယ့်ရဲ့ဟိုလုံးဝလုံးဝမရဘူး sustainable ဖြစ်အောင်လုပ်ပါအားလုံးအောင်မြင်နိုင်ကြပါလိမ့်ခင်ဗျ